GED scholarship ကကြတော့ဒီလိုစူးစမ်းနေလူတွေအတွက်လည်း supporting ပေးအောင်လို့ဒီ scholar လေးကကောင်းတဲ့လူတွေနေပါတယ်ဟုတ်ညီမရဲ့နာမည်ကတော့ရှင်းလင်းဖြစ်ပါတယ်scholar ရထားမို့လို့ GED ကိုတက်တာမှဖြစ်ပါတယ်KMD ရဲ့ scholarship ကကြတော့ဒီ Facebook ကနေသိရှိခဲ့ဖြစ်ပါတယ်KMD scholar ကိုကြတော့နောက်ပိုင်းမှာ overseas ထွက်ဖို့အတွက်ပေါ့နော် GED က requirement တစ်ခုဖြစ်တာမို့လို့ရှောက်ဖြစ်ခဲ့တာဖြစ်ပါတယ်ဒီ scholar အတွက်ကတော့ဘာတွေစူးစမ်းဖြစ်ခဲ့လဲဆိုရင်တော့အဓိကတော့အင်္ဂလိပ်စာပိုင်းကိုပဲဖြည့်ပြီးလုပ်ခဲ့ပါတယ်နေ့တိုင်းအင်္ဂလိပ်စာကိုလေ့ကျင့်ဖြစ်ခဲ့ပါတယ်GED scholarship ကကြတော့ဒီလိုစူးစမ်းနေလူတွေအတွက်လည်း supporting ပေးအောင်မို့လို့ဒီ scholar လေးကကောင်းတဲ့လူမြင်မိပါတယ်အခုလိုမျိုး scholar ရတာလေးကိုဝမ်းသာပြီးပါတယ်။ဘာလို့လဲဆိုတော့ကျွန်မဒီစူးစမ်းခဲ့တဲ့တစ်လျှောက်မှာဒီစူးစမ်းခဲ့တဲ့ဟာတွေကထမြောက်သွားအောင်မို့လို့ဝမ်းသာမိပါတယ်။နောက်ပြီးတော့ကြတော့မိဘတွေအတွက်လည်းဂုဏ်ယူမိတာမို့လို့ပျော်ရွှင်မိပါတယ်။ဒီမှာ GED တက်ပြီးသွားရင်လည်းနောက်ပြီးတော့ဒီ KMD မှာဆက်ဖွင့်ထားတဲ့ diploma တန်းတွေမှာလည်းဆက်တက်ဖို့မျှော်မှန်းထားပါတယ်။အဆုံးထိရှိပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။